ထိုင်းနိုင်ငံမှာအလုပ်သွားလုပ်ရင်ထောင်ကြဘူးလားထောင်ထဲမှာမြန်မာနေဘလို့နေရလဲဘလို့စားရလဲကျွန်တော်ကိုယ်တိုင်2009ခုနှစ်တုန်းကဖူးခက်ထောင်မှာ21ရက်နေခဲ့ရပြီးမြန်မာပြည်ပြန်ရောက်ဖို့ဒုက္ခပေါင်းဆုံးကြော်ဖြတ်ခဲ့ရတဲ့ဖြစ်ရမှန်းကိုဒီနေ့ဗီဒီယိုမှာအဆအဆုံးပြပြသွားပါမယ်အဖမ်းခံရပြီးတရားရုံးမှာအမိန့်ချပြီးတာနဲ့ဖူးခက်ထောင်ကိုရောက်ပါတယ်စရောက်ချင်းမှာပဲနှစ်ရှည်ကြနေတဲ့မြန်မာအကူကြီးတွေကလိုအပ်တာတွေကူညီပေးကြပါတယ်မနက်၈နာရီဆိုတန်းရှိရတယ်လူစစ်တယ်အဲ့ဒီမှာနိုင်ငံသားတွေအင်္ဂလိပ်တွေလည်းအများကြီးပဲယောက်ျားမင်းအချောက်ကလေးကိုတော့တီးတန့်အဆောင်နဲ့ထားပါတယ်အစားအသောက်ကတော့တစ်နေ့3နံဟင်းကတော့တော်တော်ကောင်းပါတယ်ဝတ်သားဟင်းဆိုရင်မွတ်စလင်တွေကိုတီးတန့်ခွဲကျွေးတဲ့အထိစနစ်ကြပါတယ်ဒါပေမဲ့အိပ်ရတာကတော့ငရဲပါပဲအဆောင်တစ်ခုမှာလူတေလာလောက်တိုးပြီးနေရတာလူသစ်ဆိုတော့နေရမရှိဘူးလူဟောင်းတွေရဲ့ခြေရင်လမ်းကြားမှာအိပ်ရတယ်ညဘက်ဆိုလူတွေရဲ့ခြေထောက်ကမျက်နှာပေါ်ရောက်လာတာမျိုးတွေတီးခံရပါတယ်ရေချိုးခြင်းနဲ့အနိုင်ကျင့်ခံရမှုရေချိုးရင်လည်းစနစ်တကျတန်းစီရတယ်တန်းစီတာဝန်ခံက1 2 3အချက်ပေးမှရေလောင်းဆက်ပြတိုက်ရတာသူရက်ခိုင်းချိန်မှာမရိုက်ရင်တုတ်နဲ့လိုက်ရိုက်တာပဲနောက်ပြီးအနိုင်ကျင့်တာမျိုးလည်းရှိတယ်ရှမ်းလူမျိုးတချို့ကသူတို့ညောင်းရင်ကျွန်တော်တို့လူသစ်တွေကိုနင်းခိုင်းနှိခိုင်းတတ်ကြပါတယ်မလုပ်ပေးလို့လည်းမရဘူးလေထောင်ထွက်ပြီးနောက်ပိုဆိုးတဲ့အချုပ်ခံမြ21ရက်ပြည့်လို့လွတ်ပြီဆိုတော့မြန်မာပြည်ပြန်ပို့ဖို့တော်မော်လူဝင်မှုကြီးရခန်းအချုပ်ကိုရောက်ပါတယ်အဲ့ဒီမှာတော့အစားအသောက်ဆဆိုးပြီးအခန်းချင်းလေးထဲမှာလူတွေအပြုံလိုက်အင်တာကလည်းနန့်စော်နေတာပဲအဲ့ဒီကနေတစင်ရနောင်းကိုပို့ခံရောက်ပါတယ်ရနောင်းအချုပ်ကတော့အဆိုးဆုံးပဲစားမပါအချိုမှုမပါတဲ့သခွားတိပြုတ်တီပဲစားရပြီးလူတွေကငတ်မွတ်နေကြတာရနောင်းအချုပ်မှာရှိစဉ်လွယ်ပေါ်လိုက်ဖို့လာခေါ်ကြတယ်ငတ်လွန်းလိုလိုက်သွားတဲ့သူတွေဟာငါးဖမ်းလေပေါ်မှာရောင်းစားခံလိုက်ရတာပါပဲကျွန်တော်တို့ကတော့ကံကောင်းလို့အလုတ်သမားဝင်ကြီးဌာနကလာစစ်ပြီးကောက်တောင်းကိုလှဲနဲ့ပြန်ပို့ပေးပါတယ်ဒါတောင်လှဲသမားကလမ်းတစ်ဝက်ကျွန်းပေါ်မှာခြံထားခဲ့လို့ဖုံးကြီးကျောင်းမှာတညအိတ်ဆရာတော်ရဲ့အကူအညီနဲ့မှမြန်မာပြည်ကိုပြန်ရောက်ခဲ့ရတာပါဒါကတော့ကျွန်တော်ဘဝရဲ့မမေ့နိုင်တဲ့အတွေ့အကြုံပါအခုနောက်ပိုင်းတော့စနစ်တွေပြောင်းလဲနေလောက်ပါပြီထိုင်းကိုတရားမဝင်လမ်းကြောင်းကနေသွားမဲ့သူတွေအတွက်ဒါဟာသင်ခန်းစာတစ်ခုဖြစ်စေခြင်းပါလေအားလုံးပဲဘေးကင်းကြပါစေ